Zile la bici. Ora tempo timbella hey. ဒီမဲ့လုံးဝ surprise เนาะညီမလေးတယောက်ပေါ့ဝဝကိုဘာမှမပြောမဆိုနဲ့လေ surprise ပို့လိုက်တာဟုတ်တော့လို့ဝဝဘာမှလည်းမမှားထားပါဘူးဆိုတော့ဒီမှာဤရဲ့နီးကပို့လိုက်တာညီမလေးကအဲ့ဒါပြီးမှဖုန်းဆက်ရတယ်ညီမလေးလို့မမဝဝကို surprise လုပ်တာလားဆိုဟုတ်တယ်တဲ့မာကြီးကိုတဲ့ဘာမှအတမင်တကာပြောထားတာတဲ့လုံးဝ surprise ဖြစ်သွားတာเนาะဟိုတခါလဲဝဝကိုပို့ပြီးတော့ကျတော့သူကလိပ်စာတိနေတာလေအဲ့ကြတော့အဲ့လိုပို့တာဒီမှာချစ်စရာလေးတော့ပုံလေးနဲ့ဒီတခါတော့ဘလိုမျိုးလေးလည်းမသိကြည့်လိုက်အောင်မယ်နော်ဟာမလီလှလှပပလေးနဲ့တေချာလုတ်ထားတာဒီမှာအလှအစီလေးတွေတောင်ပါသေးတယ်အမလီဒီတိုက်နေလို့ရှမ်ပူပါတယ်ဤရနီကရှမ်ပူ1သုံးနဲ့နော်ဤရနီပြီးတော့ကြတော့ဒါကတော့ပေါင်းစည်းပါပေါင်းစည်းရတော့လေအရင်ကောင်းတာစပင်းလေးကိုပြုတ်တောင်းနေရပဲအခုတော့လေ3ရင်တလက်နဲ့သမီးကြီးကကြိုက်လို့ယူသွားပြီဒါလေးကတော့ hair serum နဲ့ဒါလေးကတော့ hair essence ပေါ့ essence ကျတော့တော့နှက်စီပေါ့နော်နှက်စီကကျတော့စကောင်းမလျှော်ခင်ကိုအရင်ဆုံးနှက်ထားပြီးတော့နိုင်ဝက်လောက်ထားရတာပေါ့နော်ဥယျာရောစံသားလေးတွေရောနှက်ထားပြီးမှခေါင်းလျှော်ရတာပေါ့ဒါကတော့ခေါင်းလျှော်ပြီးမဆိုးမချောက်မှလင်းရတာပါ hair serum ပေါ့နော်ကဲညီမလေးရေကျေးဇူးအရန်တင်ပါတယ်လုံးဝကိုတကယ် surprise ဖြစ်ပါတယ်ပို့ပေးတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်ဒီချက်မကောက်လည်းဒီရနေရောင်းကောက်ပါစေလို့ငါဆူတောင်းပေးပါတယ်တီတီချာချာလေးလည်းသုံးပါမယ်ကျေးဇူးတင်ပါတယ်ညီမလေးရေ